လောကမှာဆုပ်ယုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်တွေဟာဘာကြောင့်ဆုပ်ယုပ်ပျက်စီးရတယ်လဲဆိုတာနဲ့ပတ်သက်ပြီးလူတွေရဲ့ဆုပ်ယုပ်ပျက်စီးခြင်းရဲ့အကြောင်းတရားတွေနဲ့ပတ်သက်ပြီးနတ်တွေရဲ့မေးမြန်းချက်ကိုမြတ်စွာဘုရားက5မျိုးထီအောင်ဖြစ်ဆိုပြီးတဲ့နောက်မှာမေးလျောက်တဲ့နတ်သားကဒီမေကုန်းကိုပဲဆက်ပြီးတော့မေးတယ်အဖြေမျိုးမျိုးမြတ်စွာဘုရားကဟောကြားဆုံးမတယ်လောကမှာကြီးပွားတိုးတက်ကြောင်းဆိုတာလည်းတစ်ခုတည်းမဟုတ်ဘူးဆိုးရုပ်ပျက်စီးခြင်းအကြောင်းဆိုတာလည်းတစ်ခုတည်းမဟုတ်ဘူးကြီးပွားတိုးတက်ဖို့အကြောင်းတွေအများကြီးရှိတယ်ဆိုးရုပ်ပျက်စီးသွားတာလည်းအကြောင်းတရားတွေများစွာရှိတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အလောကဓမ္မရှန်လေးလေးမှာကြိုဆိုလိုက်ပါလေအဲ့ဒီအကြောင်းတရားတွေကိုသူမေးသလောက်တော့မြတ်စွာဘုရားကဖြေမှာပဲဖြစ်တယ်ပေါ့အဲ့တော့5မျိုးထိအောင်မြတ်စွာဘုရားဖြေပြီးတဲ့နောက်မှာဒီမေကုန်းကိုပဲဆက်မေးပြန်တယ်သတ္ထမံဘဂဝါပြုခိကိမ္ပရာဘဝတော်မူခံရှင်တော်မြတ်ဖရာသတ္ထမအကြောင်းတရား6ခုမြောက်အကြောင်းတရားကိုဟောပြပါဦးနဲ့လောကမှာဆိုးရုပ်ပျက်စီးသွားတဲ့ပုဂ္ဂိုလ်တွေဟာဘာကြောင့်ဆိုးရုပ်ပျက်စီးသွားကြပါသလဲနောက်ထပ်အကြောင်းတစ်မျိုးရှိလို့ရှင်ရှင်းပြပါဦးလို့ဆိုလို့တယ်အဲ့တော့ဒီမေကုန်းတွေကတေချာကြည့်ပဲဆိုရင်နတ်တွေကမေးတာနတ်တွေကမေးတဲ့မေကုန်းဟာရှေးဘုံရဆန္ဒမေးတယ်လူတွေနဲ့ပို့ပြီးတော့သက်ဆိုင်တဲ့မေကုန်းနေလို့ဒီလိုမှားအဲ့တော့နတ်ပြည်နဲ့လူပြည်နဲ့ဟာဘုံဒါနာချင်းဆက်ဆက်နေသည့်အတွက်ကြောင့်စိတ်ဝင်စားဝယ်ရတွေကတော့လူပြည်မှာပိုများပုံရတယ်နတ်တွေကလည်းလူတွေရဲ့မနေ့ကပြောခဲ့တယ်လို့ပဲလူတွေကိုနတ်တွေကစိတ်ဝင်စားကြတယ်ဘာလို့စိတ်ဝင်စားတော့ဆိုလူဘဝကုသိုလ်ကောင်းမှုပြုခဲ့မှနတ်ပြည်ရောက်တာဆိုတော့သူတို့နတ်ပြည်စေကားဖို့အတွက်ဟာလူပြည်နဲ့ပတ်သက်နေတယ်ဒါကြောင့်မို့လူပြည်ကိုစိတ်ဝင်စားတယ်လို့ပြောလို့ရတယ်လူတွေအကျင့်ပြတ်ပြီဆိုလို့ရှိရင်တော့နတ်ပြည်မှာနတ်ဥယျာဉ်တွေရော့အပေပုံမှာသွားစီကားနေတယ်သေတဲ့လူတွေကနတ်ပြည်ရောက်တဲ့လူနဲလာအဲ့တော့နတ်ပြည်ရဲ့စီးပွားကြီးပွားတိုးတက်မှုကလူတွေနဲ့ပတ်သက်နေဒါကြောင့်မို့လူပြည်ကိုစိတ်ဝင်စားတယ်လို့တွက်လို့ရတာပေါ့နော်လူပြည်ကြီးပွားမှနတ်တွေရဲ့ကြီးပွားကြမှာဖြစ်တယ်အဲ့တော့ကြီးပွားမှုဆိုတဲ့အကြောင်းတရားတွေဟာကြီးပွားခြင်းဆိုရုပ်စဉ်ဆိုတဲ့အကြောင်းတရားတွေဟာတတ္တလောကကြီးတစ်ခုလုံးနဲ့သက်ဆိုင်တယ်လို့ဒီလိုမှတ်ဒါပေမဲ့လို့လူတွေနဲ့တည်လို့ဥတည်ပြောရတာကတော့ဘာကြောင့်လို့ဆိုရင်အသိဉာဏ်ရှိပြီးတော့အကောင်းဆုံးခွဲခြားသိနိုင်တာလူနဲ့နတ်ပဲလေလူနဲ့နတ်ဟာအကောင်းဆုံးခွဲခြားပြီးတော့ကောင်းတာကိုလုပ်တယ်မကောင်းတာကိုရှောင်တယ်ဆိုတာဟိုတိရစ္ဆာန်လောကကြတော့ဒီလိုသိနိုင်စွာမရှိကြဘူးအပေပုံရောက်နေတဲ့တ attva တွေကသိနိုင်စွာမရှိကြဘူးအသိဉာဏ်တွေကအားနေကြတယ်ဟိုလူရဲ့လူတွေကတော့အကောင်းတဲ့အဆိုအကြောင်းကျိုးခွဲခြားသိနိုင်စွာရှိတယ်ဒီကိုကျင့်တရားတွေဟာလူတွေနဲ့ပတ်သက်တဲ့ကိုကျင့်တရားတွေပဲဒီကလူဘုံကိုတောင်းမလို့ကမ္မပုမိလို့ခေါ်တယ်လူဘုံကလမ်းဆောင်ကြီးမှရှိတယ်လမ်းဆောင်ဆိုတာ30ဘုံကိုသွားတဲ့နေရာမှာတော့အချက်ချကြတဲ့နေရာကြီးလို့ပြော30ဘုံနဲ့ဘယ်ဘုံကိုသွားကြတယ်လဲလူပြည်ကလူတွေကအလုံးလမ်းပေါက်နေလူဘုံဆိုတာ highway လမ်းမကြီးပေါ်မှာရှိတယ်လို့ပြောဟိုဒီသွားနေတဲ့ဘယ်ဖြစ်သွားလို့ရ
အဝီစီသွားခြင်းလားရတယ်လူပြေမှာဆိုးတယ်ဆိုရင်လည်းလူပြေကလူတွေကဆိုးတယ်အဲ့တော့အပေဘုံသွားခြင်းလည်းရတယ်တရိစ္ဆာန်ဘုံသွားခြင်းလည်းရတယ်ပြိတ္တာဘုံသွားတာလည်းရတယ်အတုရကဲဘုံသွားခြင်းလည်းလူပြေကပဲသွားတာလမ်းနေရအလုံးရှိနေစတုမာရိနတ်ပြေသွားမလားတာဝလိန္ဒနတ်ပြေသွားမလားရှာမတုတ်တိတာနိဗ္ဗာန်ရတိပရဏိဝိတဝတ္တဝတိနတ်ပြေသွားမလားသို့မဟုတ်ပြမဘုံ20ကိုသွားမလားဆိုအလုံးကလူပြေကသွားလို့ရတာတည်းကြီးအခုကိဘာနဲ့တူလို့ဆိုရင်ကဘာရက်ကိုသွားနိုင်တဲ့နိုင်ငံလိုပဲအဲ့ဒီနိုင်ငံရောက်သွားလို့ရှိရင်လေကြောင်းခရီးနဲ့လိုက်မလားကုန်းကြောင်းခရီးသွားမလားရေကြောင်းခရီးသွားမလားအချက်ချကြတော့အဲ့ဒီနိုင်ငံနေသွားကျင်တဲ့နိုင်ငံကဘာကြီးတစ်ခုလုံးကိုပယ်သွားရအလုံးဆက်သွယ်မှုတွေရှိနေတယ်ပုံခဏခေတ်မှာလည်းပဲတချို့နိုင်ငံတွေမှာလေကြောင်းခရီးကကိုယ်ရဲ့ကြီးလို့ဖြစ်နေဘယ်နိုင်ငံသွားခြင်းရတယ်ဝေကြေတနာပေးဖို့ပဲရှိတယ်နော်ကိုပေးလိုက်လို့တခုတော့ရှိတာပေါ့ခုခေတ်တော့ဗီဇာဆိုတာလည်းလို့သေးတယ်ပေါ့ဗီဇာနဲ့ငွေကြေတနာပြည့်စုံပြီဆိုလို့ရှိရင်တော့ဘယ်တော့ရအဲ့ဒါလိုပဲလူပြေကကဘာရက်ကိုသွားတဲ့ဌာနကြီးတစ်ခုဖြစ်နေတော့လူကြောင့်သိဖို့လူတွေကြီးပွားတိုးတက်တာကိုသိဖို့ဆွေးပျက်စီးတာတွေကိုသိဖို့ဒါမတမရေးကြည့်လို့လူဘဝအဓိကချက်ချကြလို့ဒီပေကိုပေးတယ်လို့တွက်လို့ရတယ်ပေါ့နော်အဲ့မြတ်စွာဘုရားဖြေထားတဲ့ထဲမှာ5မျိုးဖြေပြီးပြီအခု6ခုမြောက်မေခွန်းတစ်ခုကလည်းဒီမေခွန်းပဲမေခွန်းအတူတူပဲ6ခုမြောက်အဖြေတစ်ခုကိုရချင်များတယ်ဒါကြောင့်မို့သတ္တမံဘဂဝါဗျူဟိကိမ္ပရဘဝတော်မူခအရှင်ဘုရား6ခုမြောက်ဆွေပျက်စီးခြင်းအကြောင်းတရားကိုရှင်ဘုရားဟောပါအောင်ဘာကြောင့်ဆွေပျက်စီးမှုဖြစ်ရပါသလဲဆိုမြတ်စွာဘုရားကလူများစုတွေတဲကကြည့်ပြီးတော့လူတွေရဲ့အခြေအနေပျက်စီးနိုင်တဲ့အခြေအနေတခုကိုကြည့်ပြီးဟောတယ်။ဘာဟောတော့ဆိုပဟုတဝိတောပုရိတောတာဟိရိညောတာဘောဇနောပဟုတဝိတောဆိုတာဥစ္စာပစ္စည်းတွေအများကြီးရှိတယ်ချမ်းသာတယ်ပဟုတဆိုတာများစွာသောဝိတစိစိတ်ဥစ္စာဝိကြေတနာချမ်းသာတယ်လို့ပြောပုဒ္ဒဝိတောချမ်းသာတယ်ကြွယ်ဝတယ်အဲ့ဒီချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တယောက်ပဟုတဝိတောပုရိတောတဟိရိညောတယ်ဝိအဆန်ချမ်းသာတယ်အဆန်နေရှိတယ်ရွှေတွေရှိတယ်ငွေတွေရှိတယ်တဘောဇနောသုံးဆောင်ပစ္စည်းတွေရှိတယ်အဲ့တော့ချမ်းသာတဲ့တယုတ်ကိုယင်ပြောလိုက်တာဒီလူဟာဥစ္စာပစ္စည်းတွေပေါ်တယ်ငွေပေါ်တယ်အသုံးဆောင်ပစ္စည်းတွေပေါ်တယ်အဲ့ဒါလိုချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်ဟာတဲ့နှမျောတွန့်တို့လို့ဧကောဘုံစတိတာရုဏိကောင်းပြီဆိုတဲ့အာဟာရတွေကိုသူတယောက်တည်းစားတယ်ဘယ်မှမကြွေဘူးလူလောကမှာသူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာသူတယောက်အတွက်ပဲသူများအတွက်လုံးဝမရှယ်တဲ့လူနော်အဲ့ဒါလို့ကိုတယောက်တည်းသာသုံးမယ်ဆိုတဲ့လူတယောက်ဟာပျက်စီးခြင်းအကြောင်းပဲတဲ့သူကကိုပစ္စည်းကိုသုံးတာဘာပျက်စီးစရာလဲလို့မေးစရာရှိသူကမလှမတန်းတော့သူပစ္စည်းတွေကသူကလည်းဒီတိုင်းနေမှာမဟုတ်ဘူးလေသိရမှာပဲဒီနေ့ကျသိတော့သိတော့မှဆိုတော့သူ့အတွက်လည်းဘာမှအကျိုးမဖြစ်ဘူးကျန်တဲ့လူတွေအတွက်လည်းအကျိုးမဖြစ်ဘူးသူပစ္စည်းတွေကဘာဖြစ်ကုန်တော့ဆိုရင်အလေးလွင်လည်းဖြစ်ချင်းဖြစ်သွားမယ်အမွေကတွေကယူသွားတာလည်းဖြစ်ချင်းဖြစ်မယ်တိုင်းပြည်ကတိမ့်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်သူများစီဖြစ်သွားမှာတပျက်စီးသွားတာပဲသူ့အတွက်လည်း
ရှေ့မတိုးတက်နိုင်ဘူးဒီဘဝချမ်းသာနေပဲနောက်ဘဝကျဆင်းရဲမွဲတေးပြီးကုန်ကတ်เสียမရှိအောင်ဖြစ်သွားနိုင်လူမလှူတာလေမလှူတာကိုဝိသကအကြောင်းမရပါပြောတော့သူ့ရောက်ခမကြီးကိုကြည့်ပြီးတော့ဖះဆွန်းတော့ရနေတာကိုမြည်တဲ့နဲ့ဆွန်းထမလောက်ဘူးစားစရာတွေလည်းပွဲကြီးနဲ့ထွင်းစားနေတာပဲစားစရာတွေရှိရတဲ့နဲ့မလှူပဲနေတော့တပည့်တော်ရောက်ခမကြီးကအဟောင်းစားနေတယ်မှဖះလည်းလျှောက်တာအဲ့ဒါပဲဟိုကအဟောင်းစားနေတယ်ဆိုတော့စိတ်ဆိုးတာအဟောင်းဆိုတာရင်ကြီးပြောလို့ရှိရင်မစင်ဆိုတဲ့အဓိပ္ပာယ်မျိုးရောက်သွားတာဟုတ်နော်အဲ့ဒီအဓိပ္ပာယ်ပြောတာမဟုတ်သူပြောတာတပည့်တော်ရောက်ခမကြီးကအသစ်မလုပ်ဘူးဗျာအဟောင်းမဲ့စားနေတယ်ရှင်းကြည့်လိုက်တော့အတိတ်ဘဝရတဲ့ကုသိုလ်အဟောင်းကိုပဲစားတယ်နောက်ထပ်အသစ်မလုပ်ဘူးဆိုတဲ့အဲ့ဒီအဓိပ္ပာယ်နဲ့ဝိသကပြောလိုက်တယ်အဲ့တော့လူပဲလူတယောက်ဟာကိုယ်အတွက်ပဲကြည်တယ်ကိုယ်ပဲသုံးတယ်သူများမသုံးနောက်ဆုံးမသုံးတာကကိုယ်နဲ့အတူနေတဲ့မိသားစုပေါ်တော့မတရာတဲ့လူမျိုးထီအောင်ဖြစ်တတ်တယ်နော်ကိုတယောက်တည်းသုံးတယ်ဆိုတဲ့ဟာအဲ့လောက်ထီအောင်မတရာကိုမိသားစုတရာသေးရင်တော်သေးတယ်သူများတွေမလူချင်းနေပါအောင်ကိုမိသားစုတွေကိုကျွေးနေရင်ကိုပဲဒါကုသိုလ်ရသေးတယ်ကျွေးတယ်ဆိုတော့ကိုကျွေးခွင့်ကိုပိုင်တဲ့ပစ္စည်းကိုသူများပေးတယ်ဆိုတာဒါထမင်းဆိုင်မယ်ပြောလာထမင်းတူတူစားအောင်တော့အဲ့သူ့ကိုအသားဟင်းလေးထည့်ပေးတယ်လို့ဒါလှူတာပဲလေဒါလည်းလှူတာဒါလည်းကုသိုလ်ရတယ်နော်ကိုရှော့စားတယ်သူဝါပါစေဆိုသူကြိုက်တဲ့ရင်သူ့ပဲပေးတယ်ကိုရှော့စားတယ်ဒါလည်းကုသိုလ်ဒါနကုသိုလ်ပဲဒါနကုသိုလ်ဆိုတာဘုံတီးလှူမှဒါနမဟုတ်ဘူးအဲ့ဒီလူလေးတွေကလည်းအမှန်တမ်းထိရောက်တယ်နော်ကိုစားသလိုသူလည်းစားပါစေဆိုတာဒါမေတ္တာစေတနာလို့ခေါ်တယ်ကိုမိသားစုပဲဖြစ်ပါစေတချို့ကိုမိသားစုတဲမှတောင်းပါပဲဒါငါဟာနဲ့မဆိုင်ဘူးဆိုပြီးတော့ကိုမိသားစုတော့မကြွေးခြင်းအဲ့လိုမျိုးဖြစ်တတ်တယ်လူတွေမှာသူစားတာမကြိုက်ဘူးကိုပဲတယောက်တည်းစားရင်လည်းလာနှိုက်ဆွဲယူသွားတယ်ရှိကောင်းရှိလိမ့်မယ်ဒါမျိုးတွေကလည်းမြတ်စွာဘုရားလက်ထက်ကရှိခဲ့တာတခုပြောပြတက္ကရာဒီရာဇဂုဏကတက္ကရာဆိုတဲ့ဏိဂုံးရွာကြီးမှာဂရေ80တောင်ချမ်းသာတယ်အဲ့လူကြီးဘီလီယံနာဆိုတော့ခုခေတ်ခေါ်မယ်ဆိုဘီလီယံနာတယ်မကဘူး3 billion နာဖြစ်ဒါချမ်းသာတယ်အဲ့ချမ်းသာပြီးတော့သူဟာဘယ်သူမှမတရားဘူးအိမ်သူအိမ်သားတွေလည်းမတရားဘူးသူတယောက်တည်းသူ့ကိုသူတော့မတရားဘူးအဲ့လူအခက်တာကိုမတရားဘူးဆိုတာဖြစ်နိုင်မှာမလားလဲဆိုနှမျောတဲ့လူကရှိတယ်အဲ့ဒါမျိုးကိုတော့မတရားဘူးသူများအသာထားသူတော့မစားရဘူးအဲ့ဒါကြတော့ဥပမာပါနဲ့ပေးတော့ဆိုရင်ဘလူးဆောင်တဲ့ရေခံဘလူးဆောင်တဲ့ရေခံဟာဘယ်သူမှမသုံးရအောင်လကားပဲဒီရေတွေကခန်းသွားမှာပဲနောက်ဆုံးမှာအငွေးဖြစ်ပြီးကုန်းသွားမှာပဲဘယ်သူမှလည်းမသုံးနိုင်ရအောင်သူပစ္စည်းရလဲအဲ့တိုင်းပဲဘယ်သူမှမသုံးဘဲနဲ့လကားနောက်ဆုံးမှာသူကလည်းထားခဲ့ရမယ်အားလုံးကထားခဲ့ရမယ်ရသော်ရအဲ့ဘလူးဆောင်တဲ့ရေခံလို့ပြောတာဘလူးဆောင်တဲ့ရေခံနဲ့ကရေတွေဟာလကားဖြစ်သွားအဲ့တော့ကိုတောင်မတရားတဲ့လူမျိုးဒါမစ္စရိယအလုံးကိုကြီးတဲ့ပုဂ္ဂိုလ်လို့ပြောတာမစ္စရိယအလုံးကိုကြီးတယ်အဲ့တော့အဲ့ဒီတောတထေးကြီးကကိုတော့မတရားဘူးဒီနေ့ကျတော့ဘာအဖြစ်ပြက်နေချုံလို့ဆိုသူကသေးဆိုတာတွေကနေ့စဉ်ဘယင်စီကိုသွားရတယ်ရှေးခေတ်စနစ်ရဘယင်စီသွားတဲ့အခါဘယင်ကပြောစရာရှိတာတွေပြောမယ်ဘယင်ကိုငွေကြေးဒနာထောက်ပံ့စရာရှိတယ်ထောက်ပံ့ရတယ်ပေါ့သူတို့အခွန်ပေးစရာတွေရှိတာပေးတယ်ဘယင်စီကိုနေတိုင်းသွားကြရတယ်ဘယင်စီသွားရင်ကနေသူလမ်းမှာဘာတွေ့လာတော့ဆိုလမ်းမေးမှာဆင်းရဲသားတယောက်ကမုံစီကျော်တွေစားနေတာသူမြင်လားမြင်တဲ့အခါမုံစီကျော်စားကြတယ်သူစိတ်ထဲစားကြတာမှနည်းနည်းစားကြတာမဟုတ်အတော့ကိုစားကြတာ
အိမ်ရောက်လို့မုံစီကျော်စားခြင်းတယ်လို့ပြောလို့ရှိရင်ဟိုလူကလည်းစားမယ်ဒီလူကလည်းစားမယ်ဆိုအိမ်ကလည်းလူတွေကလည်းအများကြီးသူကလည်းစားမယ်ငါလည်းစားမယ်ဆိုရင်ဟာမုံစီကျော်လုံမယ်ဆိုရင်ဂျုံတွေလည်းကုန်မယ်ပြားတို့တကားတို့လည်းကုန်မယ်ပတ်စံတွေလည်းကုန်မယ်ပေါ့ဟိုလူကစားခြင်းဒီလူကစားခြင်းနဲ့ဆိုအဲ့ဒါနဲ့ထုတ်မပြောဘဲနဲ့စားခြင်းနဲ့စိတ်ကမပြောက်ဘူးတဲ့မပြောက်တော့ရက်တော်ကြာသွားပြီလူထဲမှာလူတွေရဲ့ဆန္ဒဆိုတာတော်တော်ဟိုတင်းဖြစ်တယ်တခုခုတောင်းတနေတာဆိုလို့ရှိရင်သူကဒီအာသာမဖြေမချင်းစိတ်ထဲမှာတရားတာဖြစ်ဆွဲလန်းနေတော့ညလည်းဒီစိတ်ပဲမနေ့လည်းဒီစိတ်ပဲစားခြင်းနဲ့ဘယ်သူမှလည်းမပြောဘူးပတ်စံကုန်မှလည်းကြောက်တယ်ဘလောက်မှသူတထေးနေတယ်မဟုတ်စီကျော်တစ်ချက်ဘလောက်ကုန်သူစားမယ်လို့ပြောလိုက်ရင်အလုံးဝိုင်းစားမှသူကြောက်တယ်အဲ့ဒါလို့ ਨੇ အောက်ဤနေလိုက်တဲ့အခါကျတော့အောက်နဲ့ယောဂလည်းသေးတာမဟုတ်ဘူးသူကတဖြည်းဖြည်းအေးအေးရပြက်လာတော့တပိတ်မိန်ဖြစ်လာတော့တထေးကတော့ကြီးကဘာယောဂဖြစ်တုံးဘာဖြစ်တုံးနဲ့မေးတော့သူ့အကဲခတ်ပြီးတော့တပြည့်ဟာတွေသူကမစားကျင်တော့ဘူးတပြည့်ဟာတွေလည်းစားလို့မရဘူးဒီမုံစီကျော်လေးပဲမဲ့နေတာဆိုမုံစီကျော်လည်းမစားရဘယ်လိုလဲရှင်မင်းကမြတ်စိတ်ဆိုးလို့လားစိတ်ညစ်နေတာလားဘာပြဿနာရှိလို့တော့ဆိုတော့ခေါင်းရမ်းနေပါမရှိဘူးအဲ့ဒါဖြင့်ဘာများစိတ်တိုင်းအလိုမကျတာဖြစ်ချင်တာရှိတော့ဘာစားကျင်လို့တော့စားမကောင်းဘူးဆိုရင်ဘာစားကျင်လို့တော့စားကျင်တာရှိလို့လားဆိုငြိမ်နေတယ်မဖြစ်ဘူးအဲ့ကြတော့ဒါသိကြပြီဆိုမေးတဲ့အခါကျတော့မုံစီကျော်စားကျင်လို့အဲ့လိုတည်းအောင်နှမျောတယ်နော်မုံစီကျော်စားကျင်အမလေးရှင်ဒီလောက်ချမ်းသာနေတာမုံစီကျော်လေးတစ်ချက်ဘလောက်ကုန်မှလိုက်တော့တမျိုးလုံးတဲ့ဒီကုန်းတရွာစလုံးစားလောက်အောင်သူလုပ်မယ်လို့ပြောဟာဒီပြင်လူတွေအတွက်ဘာလို့မှတော့သူတို့ကဒီလောက်ကင်စားလိုက်ရင်ပေါ့အဲ့ဒါဆိုလဲရှင်အိမ်နာနေချင်းတွေအကုန်ကျွေးမယ်မင်းကဗတ်ဆန်ရှိကြောင်ပြခြင်းလို့လားပေါ့ဘာလို့ကျွေးရမှာတော့သူများတွေဒါပြင်အိမ်သူအိမ်သားတွေအကုန်စားလောက်အောင်လုပ်မယ်ဆိုဘာလို့ဆရာလဲဒါပြင်ရှင်နဲ့ကျမနှစ်ယောက်တည်းစားလောက်အောင်လုပ်ပေးမယ်ဆိုမင်းအတွက်မလိုပါဘူးပေါ့နောက်ဆုံးသူတယောက်တည်းပဲကြံ့လာတာအဲ့ဒါကြီးတော့ရက်လိုက်လျောလိုက်ရလိုက်လျောပြီးတော့ရိုးရိုးတော့မချက်ဘူးသူကအိန္ဒိယနိုင်ငံမှာကြီးလိုက်ပေါ်တိုက်ကြီးတွေကအမိုးပေါ်မှာဆလက်ပြင်မိုးထားတဲ့တိုက်တွေကိုအဲ့ဒါတွေကိုပြတ်သက်လို့ခေါ်တာရှေ့ခေတ်ကနေ့ခေတ်မှာလည်းဗာရဏသီသွားကြည့်လိုက်လို့ရှိရင်ညဆိုရင်အမိုးပေါ်တိုက်ကြတာလူတွေကသူမိုးတာမဟုတ်အဲ့တော့ဘုံ90ရှိတဲ့အစအစ9ထပ်ကိုပြောတာအဲ့9ထပ်အမိုးပေါ်တထေးတော်ကြီးကိုမုံစီကြော်ဖို့မုံနေပြားတို့တကားတို့အဲ့ဒါတွေကိုယူပြီးတော့တဲအိုးတို့ဘာလို့ယူပြီးတော့အဲ့ဒါအမိုးပေါ်တက်ပြီးတဲ့အခါအောက်ထပ်တကားတွေအကုန်လုံးသူကချက်ထိုးထားတယ်ဘယ်သူမှမလာခဲ့နဲ့ပေါ့အမိုးသူတို့တယောက်တည်းပေါ်တက်သွားအမိုးပေါ်မှာအဲ့ဒါမုံစီကြော်ဖို့မီးတွေဘာတွေမှုေးပြီးတော့မုံစီကြော်လိုက်တဲ့အချိန်မှာဘွားကနေရှမောက်ကလန်ကကောင်းငင်ကနေပြီးအဲ့ဒီအမိုးနာရောက်လာဩဒါရီကြောက်လို့မှအမိုးပေါ်တက်ပြီးတော့မုံစီကြော်ရတယ်ဆိုရောက်လာပြီဒီကိုတော့ဆိုတော့မလှူဘူးကိုတော့တတ်နိုင်လို့ကောင်းငင်မုံလမ်းလျှောက်ပြတော့မလှူဘူးဆိုတော့လမ်းလျှောက်ပြတင်လင်းခွေထိုင်ပြီးတော့မျောနေလည်းမလှူဘူးကိုတော့တင်လင်းခွေထိုင်ပြအမိုးပေါ်တက်လာလည်းမလှူဘူးဆိုတော့တက်ပြမိကိုနဲ့တိုက်တောင်ကိုတော့မလှူဘူးလို့ပြောရင်မိကိုတွေနဲ့တိုက်တယ်မီးနဲ့တိုက်ကြတော့သူမီးလောက်မှကြောက်တယ်အဲ့ကြတော့မပြော
ရှင်မောကလတကူနဲ့ဖန်ဆင်းပြီးတော့လုပ်တော့အဲ့ဒါကိုပဲရှင်မောကလကလည်းသူဖြစ်စေချင်တာတွေအကုန်ဖြစ်အောင်လုပ်တယ်မိကိုဆိုလည်းမိကိုတွေလုပ်ပြနောက်ဆုံးကျတော့သူကစားချင်နေပြီဒီကိုယ်တော်ကလည်းမပြန်ဘူးတော့ကဲဒီကိုယ်တော်တော့မရတော့ဘူးကတ်နေတော့မှာပဲကဲမုံကလေးတစ်ချက်ကြော်ထားတာလေးကိုအဲ့ဒါလေးလှူလိုက်စမ်းကွာဆိုမုံတစ်ချက်ယူတော့ကြော်ထားတဲ့မုံเนี่ยခွာလို့မရဘူးတဲ့အကုန်လုံးကတ်နေအကုန်လုံးလည်းမလှူချင်ဘူးသူကတစ်ချက်ဆိုတစ်ချက်ပဲလှူချင်တယ်အဲ့တော့တတိတော်ရဲ့ခွာလို့မရဘူးလို့ပြောတော့သူကိုယ်တိုင်ဆွဲပြီးတော့ထားပြီးခွာမရဘူးနှစ်ယောက်ခွာကြမရတော့မုံတွေကကတ်နေတော့ဒီမှာဆွဲခွာရင်းကနေချွေးတွေဒီကြလာပြီးတော့ကြာတော့စားခြင်းနဲ့စိတ်လည်းကုန်းလာဒီကိုယ်တော်ကတ်နေတာရမှာမဟုတ်တော့ဘူးဆိုအဲ့လိုထီအောင်ကဆေးနေတဲ့မျိုးကရှိတယ်เนาะဒါစာပေတဲ့ကိုမှတ်တမ်းတင်ထားတာတော့ဒီအောင်ကဆေးနေမာရောရှင်မောကလကမုံစားခြင်းလို့ကြွလာတာမဟုတ်ပါဘူးသူ့ကိုချွတ်ဖို့သူ့ရဲ့မစ္စရိယလို့ခေါ်တယ်ကိုယ်သာသုံးမယ်ဆိုတဲ့စိတ်တက်ကြီးပြောင်းလဲတော့ကြွလာအဲ့တော့ကဲခွာမရရင်လည်းနောက်ထပ်အရှက်ကလေးသေးသေးလေးကြော်ပြီးတော့ပေးလိုက်ကွာလုပ်ပြန်အဲ့တော့မုံကလေးဟိုကခါတိုင်းနဲ့နည်းနည်းလေးမှုတ်ဝဲလောက်တင်ခတ်ပြီးတော့ထည့်လိုက်တဲ့အခါကျတော့တဲဝကြီးပြေးသွားတယ်အဲ့မုံကြီးချတာခါတိုင်းနဲ့ကြီးသွားတယ်မုံကြီးကဟိုရကြီးတော့သူတထေးတော်ရွတ်စုတယ်မင်းကလက်ကြီးတာနေမှာပါငါထည့်မယ်ငါထည့်မယ်ဆိုသူကတခါတည်းအဆက်ကလေးချထည့်အဲ့မှာလည်းရှဲနေဆိုအကြီးဖြစ်သွားသူဖြစ်ချင်တဲ့တွေတခုမှမဖြစ်တဲ့အခါစိတ်တွေကညစ်လာစားခြင်းစိတ်တွေလည်းကုံသွားတဲ့နောက်ပိုင်းကျတော့အဲ့ဒီမှာသူတစ်ချက်လူမဲ့ဆိုစိတ်လေးကသူ့မှာပွင့်သွားတဲ့သဘောလေးပေါ့နော်သူဒုက္ခရောက်လာတဲ့အခါကျတော့ကဲလှူလိုက်စမ်းမြန်အေးအောင်ဒီတစ်ချက်ဆိုတာအဲ့ဒါလေးကသူ့ဘဝမှာပြောင်းလဲမှုလေးတစ်ခုပေါ့နော်အဲ့ဒီကနေပြီးတော့မရတဲ့အခါကျတောင်းလိုက်အရှင်မောက္ကလံကိုကဲလှူလိုက်ကြဆိုစားမနေနဲ့တော့ဆိုပြီးတော့သူတို့လုပ်တဲ့ဟာတွေအကုန်လုံးအဲ့ဒီမှာရှင်မောက္ကလံကဒါနရဲ့အကျိုးတရားတွေကိုဟောပြောတာမရှိလို့မလူလို့မရှိဘဝမှာမလူမတန်းတဲ့ပုဂ္ဂိုလ်တွေဟာဆင်းရဲဒုက္ခမျိုးစုံရောက်ရတယ်ဆိုတာတွေနဲ့ဒါနရဲ့အကျိုးကဘလို့ရှိတယ်ဆိုတာတွေကိုဟောလိုက်တဲ့အခါကျတော့အဲ့ကျတော့သူ့ရင်ထဲမှာနှမျောတွန့်တိုတဲ့စိတ်တွေဟာလျှော့ပါသွားပြီးတော့လူမှုတမ်းမှုဘက်မှာစိတ်အားကျလာဘာလို့လူဆိုတာအကျိုးသိလာတဲ့အခါကျတော့သူလှူခြင်းစိတ်ဖြစ်လာတယ်ပေါ့နော်အဲ့လိုတရားတရားတွေဖြစ်လာတဲ့အခါကျတော့မှရှင်မောက္ကလံကဒါသူမလှူနဲ့ရှုဇနာ45ယူဇနာဝေးတဲ့တာဝတိမြို့မှာတန်ဃာတွေနဲ့စေရွန်ကျောင်းမှာမြတ်စွာဘုရားသတင်းသုံးနေတယ်အဲ့ဒီသွားရအောင်ရရှိမြတ်45ယူဇနာကြီးဒီပြောလို့ဘယ်လိုလုပ်အချိန်မီရောက်မလို့ဆိုအဲ့ဒါအတွက်မပူနဲ့ကဲလာမုံတောင်းထမ်းတိုက်ပေါ်ကနေဆင်းလိုက်တာနဲ့လှေကားရင်းလည်းရောက်ရောစေရွန်ကျောင်းပေါက်သွားတွေ့တယ်တောက်လျှောက်တွေ့သွားစေရွန်ကျောင်းနဲ့ဝင်သွားလိုက်အောင်ရှင်မောက္ကလံကမြေချောရှုပ်တယ်လို့ခေါ်တော့ပေါ့နော်နှစ်ခုကိုဆက်ပေးလိုက်45ရုပ်ဇနာခရီးအဝေးကြီးကိုဆွဲကပ်လိုက်တာမြေချောရှုပ်တယ်လို့ခေါ်တာပေါ့နော်အဲ့လိုဆွဲကပ်လိုက်တဲ့အခါမှာစေရွန်ကျောင်းရောက်သွားပြီမုံဒီဘက်တွေအဲ့မှာနှစ်ပိုင်းလူမြတ်စွာဘုရားတရားဟောတဲ့အခါမှာသူရှင်နေရသရာတရားတွေတက်လာပြီးနောက်ဆုံးမှာသူသရာတရားကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ရောက်သွားအလုံးနှမျောတဲ့ပုဂ္ဂိုလ်မျိုးလည်းပဲလောကမှာရှိသေးတယ်ဒါဘုရားလက်ထက်ကနော်အဲ့ဒီပုဂ္ဂိုလ်ကနှမျောတာလည်းပဲအတိုင်းအတာတွေကတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်
ကျွန်တော်တရားမတူအဲ့ဒါကြောင့်မြတ်စွာဘုရားကဒါကိုခေါ်တာဘဟုတဝေတောပုရိသောတဟိရိညောတဘောစနောငွေကြေးတနာတွေရွှေငွေတွေပစ္စည်းဥစ္စာတွေသုံးဆောင်တွေပေါ်များပြီးတော့တဲ့အစာကောင်းအတော့ကောင်းတွေကိုကိုယ်တယောက်တည်းစားမယ်ဆိုရင်ဒါနကောင်းမလုပ်သည့်အတွက်ကြောင့်အဲ့ဒီပုဂ္ဂိုလ်ဟာပျက်စီးသွားနိုင်တယ်ဒီဘဝမှာလည်းပဲလူတွေကနှမျောတဲ့လူဆိုရင်ပေါင်းသင်မလုပ်ကြဘူးရှုံမုန်းကြတယ်အဲ့တော့ကြီးပွားတိုးတက်မှုမဖြစ်နိုင်ဘူးလို့မြတ်စွာဘုရားဒီအချက်ကိုဥတည်ပြီးတော့ဟောလိုက်တော့နတ်သားကနောက်တစ်ချက်သိချင်မြန်တယ်တတ္တမံဘဂဝါပြုဟိကိမ္ပရာဘဝတော်မူခံရှင်ဘုရား9ခုမြောက်ဘာကြောင့်ပျက်စီးရတယ်ဆိုပျက်စီးခြင်းအကြောင်းလေးကိုအမေးရှိပါအောင်လို့ဆိုမြတ်စွာဘုရားဟောတယ်ဇာတိထတ်တော်မာနထတ်တော်ဂုတ္တထတ်တော်စာယောနရောလူတွေမှာခက်တယ်ခက်ထမှုတွေရှိတယ်ဥပမာကိုကတထေးမျိုးဆိုလို့ရှိရင်ကြံတဲ့လူတွေဖက်မလုပ်ချင်အဲ့ဒါဇာတိထတ်တာမျိုးထဲမှာကိုကရှာရူးကြီးတဲ့လူချမ်းသာရဲ့သားပဲဖြစ်စေရာထူးကြီးတဲ့လူရဲ့သားပဲဖြစ်စေကြံတဲ့လူတွေကိုဖက်မလို့မျိုးရိုးကိုအကြောင်းပြုပြီးတော့မာနကြီးတာဇာတိထတ်တာမာနထတ်တာဆိုတာတက်ကိုဘယ်သူ့မှလူမထင်ဘူးဆိုတဲ့မာနတွေစိတ်ကြီးဝင်တာအဲ့ဒါလည်းခက်ထမှုတစ်ခုနောက်ဂုတ္တထတ်တာကိုယ့်ရဲ့အမျိုးအနွယ်နဲ့ပတ်သက်ပြီးတော့လည်းခက်ထန်အဲ့ဒီလိုခက်ထန်ပြီးတော့မလုပ်တတ်တော့ဆိုတင်ညာတိန်အတိမာနေတိကိုထင်ကြီးလွန်ပြီးတော့သူများကိုတစ်ဖက်ကရှုတ်ချပြီးသားဖြစ်သွားကိုမျိုးကိုထင်ကြီးလွန်အားကြီးပြီးတော့တစ်ဖက်ကိုအထင်သေးလွန်အားကြီးပြီးတော့သွားတဲ့အခါမှာမတုမတန်သဘောထားလာတယ်ဒါမျိုးရှိတယ်နော်ပဇာချမ်းသာတဲ့လူပဇာမရှိတဲ့လူနဲ့ဆိုရင်အမလေးဒါဖက်လုံနေတယ်ဘယ်ဟာတွေတော့နောက်အိမ်မခေါ်နဲ့ဆိုတာမျိုးရှိသေးတယ်နော်ဘယ်ဟာတွေတော့လမ်းမော်ဟာတွေလားအိမ်မခေါ်ခင်နဲ့ကိုယ့်ကိုပဇာချမ်းသာလို့ရှိရင်လည်းပဇာချမ်းသာတော့အကြောင်းပြုပြီးတော့ကြံတဲ့လူတွေကိုဖက်မလုပ်ချင်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာလေတဲ့တံပရာဘဝတော်မူခံဒါပျက်စီးဆုံးခြင်းအကြောင်းတစ်ခုပဲလူချင်းတူတူပဲနော်ဟိုလူဖြစ်ဖက်မလို့ဒီလူဖြစ်ဖက်မလို့အဲ့ဒီလိုမျိုးစိတ်မထားပါနဲ့ထားလို့ရှိရင်ပျက်စီးမယ်ဒါဖြင့်ဘယ်သူပျက်စီးခဲ့တော့ဆိုတာမြတ်စွာဘုရားလက်ထက်ကထင်ရှားတာကြီးကြည့်မယ်ဆိုလို့ရှိရင်မာနကြီးလွန်အားကြီးလို့ပျက်စီးတာတော့မြတ်စွာဘုရားရဲ့အမျိုးတွေပဲတာဂဝင်းနေမာနကြီးလို့ပျက်စီးတာကိုမာနကြောင့်ကိုပြန်တတ်တာသူတို့တာဂဝင်းမျိုးရိုးဟာပျက်စီးသွားလောက်ကုန်သွားလောက်ဖြစ်သွားအကုန်တတ်ခံရတယ်သူတို့တာဂဝင်းတစ်မျိုးလုံးလို့တတ်ခံရတာအဲ့ဒါနဲ့ရာဇဝင်ချိတ်ဆက်တယ်လေဗမာပြည်မှာတာဂဝင်းနေဝိတရုပဘေးနဲ့ပြေးလာပြီးဒီကောင်းကိုမျိုးပြတီးထောင်းနေဆိုရတဲ့ဗမာသမိုင်းကဆက်တာရှိတယ်ဗမာပြည်ဘက်ကိုပြေးလာရတယ်ဆိုဒါလည်းဟုတ်နိုင်တာပဲလေမြေကျော်ချင်းဆက်မြေကျော်ချင်းဆက်နိဘောနိုင်ငံသွားကြည့်ပါလားဒီကနေပြီးတော့ပဲသွားမှာတော့ဆိုရင်ပူတာဝသွားပူတာဝကနေပြီးတော့ဟိုဘက်ကူးလိုက်လို့ရှင်နိဘောရောက်သွားတာပဲသိကြလားပူတာဟိုဘက်မှာတိဘက်ရွာ3ရွာရှိတယ်ဗမာပြည်ထဲမှာတိဘက်ရွာတိဘက်တွေဗမာလူမျိုးမဟုတ်ဘူးဒါပေမဲ့နိုင်ငံဗမာနိုင်ငံပဲဗမာနိုင်ငံထဲမှာတိဘက်လူမျိုးတွေနေတဲ့ရွာ3ရွာရှိတယ်ပူတာဟိုရောက်ရင်မေးကြည့်ပါဟုတ်မဟုတ်အဲ့ပူတာဟိုဆက်နေတာအဲ့ဒီမှာနော်အဲ့ရွာတွေနဲ့ဆက်နေတာဟိုဘက်ကဗာနဲ့ဆက်တုံးဆိုအိန္ဒိယနိုင်ငံမှာအရုဏာချပရဒေ့ရှ်ပြည်နယ်နဲ့ဆက်တယ်အဲ့ဒါမှာအာဆန်တို့အရုဏာချပရဒေ့ရှ်တို့
ဒါတွေရှိတယ်လေအာတန်တို့ဘာလို့အဲ့ဒီကနေဆိုဒီဘောရောက်သွားတာပဲလေဘူတန်တို့မာရီတောင်ရှေးတော်အကြောင်းသွားနေတဲ့ဆင်မလာတို့ဒါကြီးလင်းဆိုတာအလွန်လှတဲ့နေရာလို့ပြောတယ်အဲကုန်းမြေတွေနဲ့ဆက်သွားတယ်ဝါပြဗုဒ္ဓဟောကနေပြီးတော့စိတ်ဝင်စားရင်သွားကြည့်ပေါ့အဲ့ဒီမှာတာခိဝင်တွေကဘလောက်မာနကြီးတော့ဆိုသူတို့အမျိုးမှာသူတို့မှမြင့်မြတ်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေမမြင့်မြတ်ဘူးလို့ဖះအမျိုးတွေနော်ဒါတော်မာနကြီးတာအလွန်ကျွမာနကြီးတာသူတို့ဘလောက်ထိအောင်ဆက်ဆံရေးကပြတ်သွားတော့ဆိုကောသရမင်းကြီးကတိုင်ကွေမင်းသမီးတယောက်ကိုတောင်းတာတိုင်ကွေမင်းသမီးစစ်မပေးချင်တော့ဘာလို့တော့ဆိုရင်နာဂမုံတာဆိုတာရုပ်ချောချောအိမ်မှာခိုင်းနေတဲ့ကျွမ်းမမျိုးရိုးတဲ့ကျွမ်းမျိုးရိုးတဲ့ကနာဂမုံတာဆိုတာချောချောလှလှလေးရှိတယ်အဲ့ချောချောလှလှလေးနဲ့မဟာနာမဆိုတဲ့တိုင်ကွေမင်းနဲ့ရထားတဲ့ကလေးမလေးကဝါဒဘခတ္တိယအဖေကမင်းမျိုးတာကွေမျိုးအမေကကျွန်းမျိုးအိန္ဒိယမှာဆိုဒါဆိုးတယ်အဲ့ဒါတွေကခဏထိရှိတယ်ခွဲခြားမှုတွေအဲ့တော့အဖေကမင်းမျိုးအဲ့ဝါဒဘခတ္တိယလေးကိုသူ့သမီးတော့ဟုတ်တယ်အမေဘက်ကတော့အဲ့ဒါမျိုးမရှိဘူးဟောပြေမှာတော့ဒါတွေသိပြီးတော့ဇက်ခွဲခြားတာသိမရှိဘူးဖာကြီးတော့မင်းရဲ့ဇနီးကနာမတော်မေနုဆိုတာကြောက်ပါလိမ့်မယ်သူကလည်းရတုပဲလေမင်းမျိုးမင်းတွေတွေကမဟုတ်တာတွေရှိတယ်ပေါ့ဘာပြေမှာဟောတိဟိုရင်မင်းတို့မင်းကြီးရဲ့ပြည်ပြားလည်းပဲအရတုတယောက်ရှိတယ်အရတုတွေရှိတယ်မင်းမျိုးမင်းတွေလည်းရှိတယ်မင်းမျိုးမင်းတွေမဟုတ်တာတွေလည်းရှိတယ်အတန်ဝင်နေကြတော့မျိုးရိုးတားလိုက်တဲ့အခါကျတော့အဲ့ဒီဝါဒဘခတ္တိယကိုကောသရမင်းကြီးတောင်းလို့မှားတော့သူကဖះနဲ့အမျိုးတော်ခြင်းလို့လုပ်တာအဲ့ပြင်းကြီးလေတန်ဃာတွေနဲ့ယဉ်နှီးခြင်းတာဖះမျိုးဆိုရင်ယဉ်နှီးတယ်ပေါ့နော်အဲ့ဒါနဲ့သူတို့သမီးတောင်းတာကိုမျိုးရိုးအစ်စ်ကိုမပေးရနဲ့ဝါဒဘခတ္တိယတချမ်းဘဲကိုပေးလိုက်တယ် hybrid မဟုတ်တော့ရောနှွေးရောနှောနေတာကိုပေးလိုက်တယ်အဲ့တော့ဟိုကလည်းဘယင်ကြီးပါတယ်သူတို့ကဒီဆက်ကိုသိအလေးပေးတဲ့ပုဂ္ဂိုလ်တွေတူတူမစားဘူးဆက်ချင်းဇက်နေရင်တူတူမစားဘူးမစားတော့အဲ့မဟာနာမမင်းနဲ့ထမင်းတူတူစားမှခေါ်ခဲ့ယူခဲ့လို့ဆိုပြီးတော့သူ့လူတွေကိုတိတ်မှားလိုက်တယ်အဲ့ဒီမှားလိုက်တာကိုလေသူတို့ကသိတယ်သိတော့ထမင်းတူတူစားစေအောင်လုပ်ပြလိုက်သေးတယ်တရုတ်ကဆောင်းလိုက်သေးတာနော်ကောသရမင်းကြီးစီကလာပြီးတော့သူတို့သမီးယူမဲ့နေကြပါလို့တုံးဆိုထမင်းမွေးကြီးပြင်ပြီးတော့စက်တိုက်ထားတဲ့အတိုင်းမဟာနာမမင်းကြီးကထမင်းပွဲထိုင်ပြီးတော့သမီးလာထမင်းစားရအောင်ခေါ်လိုက်တယ်ဝါဒဘခတ္တိယကနာလာပြီးတော့ထိုင်တဲ့အချိန်လေးမှာလူတယောက်ကဝင်လာပြီးအရှင်မင်းကြီးဟောဒီမှာအရေးကြီးတဲ့စာဆိုပြီးစာလာပေးတာဘာမှမဟုတ်အဲ့ဒါစက်တိုက်ထားရေးကြည့်တဲ့စာလို့လက်ထဲထည့်လိုက်တော့စာလေးကိုကြည့်ပြီးတော့ဟာဒါအခုလုံးမဖြစ်မယ်ကဲသမီးစားနဲ့အဖေလှုပ်เสียရှိတယ်ဘေးကလာကြည့်တဲ့လူတွေကဟုတ်တယ်သူထမင်းတပွဲထဲမှာစားတယ်ဆိုပြီးတော့အဲ့လိုနဲ့ဝါဒဘခတ္တိယကောသရမင်းကြီးစီရောက်သွားတော့သားလေးတယောက်မွေးတယ်သားလေးတယောက်မွေးတဲ့အခါကျတော့နာမည်လာတောင်းတယ်မျိုးရိုးနာမည်တို့ချင်တာလူတဲ့အခါကျတော့နာမည်လာတောင်းတော့သူတို့ပြုံးစီပေါ့ဝါဒဘခတ္တိယတော့အဆင့်မြင့်သွားပြီပေါ့အဲ့တော့သားမွေးတယ်ဆိုရင် तू ကဒီအမျိုးသမီးမွေးတာနဲ့သမီးမွေးတာနဲ့မတူဘူးသားမွေးတာဆိုရင်တော့ပို့ပြီးတော့တန်ဖိုးထားကြတယ်သူတို့ကဘာကြောင့်လို့ဆိုရင်မျိုးဆက်မှာသားခေါင်းဆောင်တာကိုအဲကြောင့်ကိုသားမွေးတယ်ဆိုရင်ပို့ပြီးတော့ဟုတ်တယ်အဲ့တော့ကောသရမင်းကြီးကတော့ဝါဒဘခတ္တိယကိုတော့မြောက်စားတော့မှာပဲသားလေးမွေးထားတယ်ဆိုတော့ရင်းနှီးတယ်မြောက်စားတယ်ရင်းနှီးတယ်ဆိုတဲ့စကားလုံးကိုဝန်လဘလို့ပြောတာပါဠိလိုဝန်လဘ
တော့ဝါသဘခတ္တိယတော့ဘုရင်ကြီးရဲ့ဝန်လဘရှင်ဤသူတယောက်ဖြစ်တော့မှာပဲလို့ပြောလိုက်တဲ့စကားကိုလာတဲ့အမတ်ကနားခါထိုင်နိုင်လားမသိဘူးသူကဝိတတုပလို့နားလဲကြတော့အဲ့နာမည်လေးမှတ်သွားအဲ့ဒါနဲ့ဝိတတုပဖြစ်သွားအဲ့ဒီမှာလည်းဘာမှမဖြစ်သေးဘူးဒီပြဿနာကတော့သူနဲ့ငြိမ်းသွားတယ်နောက်ဝိတတုပကအရွယ်ရောက်တော့သူဆွေတွေမျိုးတွေစီအလဲသွားတာအလဲသွားပြီးတော့သူ့ကိုမျိုးမစစ်ဘူးဆိုတဲ့အခါကျတော့သူ့ကိုရှ िख ိုးမဲ့လူတယောက်မှမရှိဘူးသူ့ရဲ့ချီးတဲ့ပုဂ္ဂိုလ်တွေကြီးပဲဒါကမင်းဦးလေးတော်တဲ့ဒါဘာညာနဲ့အဲ့လိုပေါ့သူကကြီးပဲဝှချခဲ့ရတာအကုန်သူ့ကိုလေးပေးမဲ့လူမရှိဘူးအဲ့ဒါတွေကထားလိုက်အောင်သိမ့်မပေါ်သေးဘူးနောက်ဆုံးသူထိုင်သွားတဲ့နေရာလေးကိုသူထိုင်တဲ့နေရာကိုမတရီလို့ဆိုပြီးတော့တန်ရှင်းလုပ်တဲ့လူတွေကနွားနိုးနဲ့ဆေးပြီးတော့ဒါအကျော်မသားထိုင်သွားတဲ့နေရာဆိုပြီးတော့ဆေးချော့နေတာကိုပစ္စည်းလက်နဲ့မေးကြံရတဲ့စစ်သားတယောက်ကကြားသွားတယ်အဲ့ဒါကိုကြားသွားဝိတရုပကျော်မသားဆိုပြီးဝေါသူ့အမေကဒီဝါသဘခတ္တိယဟာမျိုးမစစ်ဘူးကျော်မသမီးသူလည်းကျော်မသားပဲဆိုပြီးတော့အဲ့ဒီစကားလုံးကြားသွားဝိတရုပနာရောက်တော့ဝိတရုပဘယ်လိုလုပ်ခဲကြည့်အဲကြောင့်ဝိတရုပကျင်းဝထားတာမင်းတို့ငါထိုင်တဲ့နေရာကိုနွားနှုတ်နဲ့ဆေးရင်မင်းတို့လေချောင်းသွေးနဲ့ငါမင်းတို့ကိုဆေးမယ်ဆိုပြီးတော့အဲ့မှာဖြစ်သွားတယ်နောက်ဆုံးမှာဝိတရုပအကုန်သူတို့တပ်ပြတာအများကြီးပဲတာဝေမင်းတွေအများကြီးသိသွားတာရသော်ဘုရားလည်းတက်တော်80အဲ့ဒီအရွယ်မှာတာဝေတွေမျိုးတုံးလောက်အောင်တတ်ခံရတယ်ဝိတရုပရဲ့ချီးကျူးစစ်ပွဲကြီးမှာဆုံးသွားနော်အဲ့ချိန်မှာမြတ်စွာဘုရားအသက်80ဖြစ်ပြီကောသလမင်းကြီးကလည်းအသက်80ဖြစ်ပြီအဲ့နောက်ဆုံးတွေ့တဲ့နေရာတွေကမေရာလုပဆိုတဲ့တာဂဝေတာဂဝေမင်းကြီးပိုင်တဲ့ဒီကုန်းရွာလေးမှာမြတ်စွာဘုရားနေတဲ့အချိန်မှာကောသလမင်းကြီးကလာတွေ့တာအဲ့ဒီအချိန်မှာကောသလမင်းကြီးနန်းကျသွားတယ်ဝိတတုပနဲ့စစ်သူကြီးကအာနာသိမ်းသွားတယ်အာနာသိမ်းပြီးဝိတတုပကသူ့အခဲမကြေလို့ကလေးစားချိတာတိုင်ဝေမင်းတွေကိုသွားတတ်တာမြတ်စွာဘုရားအသက်80ရှိတယ်ကောသလမင်းကြီးလည်းအသက်80ပဲကောသလမင်းကြီးနန်းကြပြီသိမကြဘူးတိုင်ဝေကိုကျူးကျော်စစ်ပွဲဆင်နွှဲပြီးတော့တိုင်ဝေနေတပ်ပစ်တာအဲ့ဒါလို့တိုင်ဝေမင်းတွေတတ်ခံရတာဘာကြောင့်တော့ကြောင်းရှာလိုက်တော့ဇာတိထထရိုးရိုးအကြောင်းပြုပြီးတော့ခက်ထန်တယ်ဘယ်သူနဲ့မှမတူဘူးဆိုတဲ့စိတ်ဓာတ်တွေများတယ်မာနထထမာနတွေကြီးကြတယ်ဂုတ္တထထအနွယ်နဲ့ပတ်သက်ပြီးတော့ကြီးကြတယ်ဒါကြောင့်မို့ကိုယ်မျိုးကိုအထင်ကြီးလွန်ပြီးသူများမျိုးကိုနှိမ်ချတယ်အဲကြောင့်တိုင်ဝေမင်းတွေပျက်စီးတာအဲ့တော့ကောင်းသလားဆိုတော့မကောင်းဘူးအဲ့လိုကြီးတစ်ဖက်သားကိုနာကျဲလောက်အောင်လုပ်ပြီးတော့ကိုယ့်ကိုအထင်ကြီးလွန်တာဟာပျက်စီးခြင်းအကြောင်းပဲသူတို့ဟောတာမြတ်စွာဘုရားအဲ့တော့ဒါကြားပြန်တော့ဒါကနောက်တစ်မျိုးကြားခြင်းပြန်တယ်အထမံဘဂဝါပြုဟိကိပ္ပရာဘဝတော်မုခံဆိုပြီးနောက်ထပ်၈ခုမြောက်အကြောင်းကြားပြရစီပါတဲ့ဘာကြောင့်ဆိုးပျက်စီးမှုတွေဖြစ်ပါတယ်လဲဆိုမြတ်စွာဘုရားဖြေတယ်လူတယောက်ဟာအကျင့်ပြက်လာလို့ရှင်ဒါပြသောအဖြစ်တော့ယောက်ျားတွေနဲ့ပတ်သက်တာအဋ္ဌိထုတ်တော်သူရထုတ်တော်အခထုတ်တော်စာယောနရောယောက်ျားတွေကိုဥတည်ပြောတဲ့စကားအဋ္ဌိထုတ်တာဆိုတာအလွန်ကာမဂုဏ်ကိစ္စလိုက်စားတဲ့လူပတ်စံနေကုန်တယ်အဲ့ဒါအတွက်ပတ်စံနေပေးဟောပုံဝင်လင်းလင်းပြောရင်မယငယ်တွေအများကြီးထားတဲ့လူတွေပေါ့ပတ်စံနေပေးအဲ့လိုလူတွေပတ်စံချမ်းသာလည်းပဲဟိုပေးရဒီပေးရနဲ့သူစီဝါရေးတွေလည်းပြက်တာအဋ္ဌိထုတ်တော်သူရထုတ်တော်ဆိုတာတော့အယက်သေးစားတောက်စားတဲ့ပုဂ္ဂိုလ်အခထုတ်တော်ဆိုတာ
အခစားမဲ့တဲ့ပုဂ္ဂိုလ်လောင်းကစားတွေလုပ်တယ်ဒါကြောင့်မို့လောင်းကစားဆိုရင်အဝတ်တောင်ချုပ်ပြီးပေါင်ပြီးတော့ကစားတယ်လေအရက်ကလည်းပဲတူတူပဲရှိတာတွေအကုန်ပေါင်တောက်တယ်လေအဲ့တော့အဲ့ဒီကလေးပစ္စည်းတွေဆုံးရှုံးတယ်အဲ့တော့အဲ့လိုပုဂ္ဂိုလ်မျိုးတွေဟာစီးပွားပြက်ပြီးတော့ဆုံးရှုံးနေတာသွားရတယ်ဒါလည်းပဲပျက်စီးခြင်းအကြောင်းစီးပွားလည်းပျက်စီးတယ်လူလည်းပျက်စီးတယ်ယောဂလည်းရတယ်ဂုဏ်သိက္ခာလည်းထိခိုက်တယ်ဒီလိုမြတ်စွာဘုရားဟောတဲ့အခါမှာနောက်ကျောင်းတစ်ခုကိုသိချင်တယ်နဝေမံဘဂဝါဖြူဟိကိမ့်ပရာဘဝတော်မူခါနောက်ထပ်9ခုမြောက်ပျက်စီးခြင်းအကြောင်းကိုဟောပါအောင်ဘုရားတဲ့ဆိုမြတ်စွာဘုရား9ခုမြောက်ကိုဆက်ဟောတယ်ဒါလည်းလောကမှာရှိတဲ့အရာတွေပဲသေဟိဒါရေဟိအတ္တံဒုဋ္ဌောဝေတိယတုပထုတ္တိဒုဋ္ဌတိပရဒါရေတုတံပရာဘဝတော်မူခံဆိုလိုတဲ့အဓိပ္ပာယ်ကသေဟိဒါရေဟိတန်တုတ်တော်ကိုယ်တိုင်ထိမ်းမြန်းလက်ထပ်ထားတဲ့ကိုယ့်ရဲ့အိမ်တော်ရှင်မနဲ့မကျေနပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာဝေတိယတုပထုတ္တိဆိုပြည့်စုံနဲ့ပြောပါတယ်ဒုဋ္ဌတိပရဒါရေတုသူတော်ဘာမယားတွေနဲ့တော့ပြောပါတယ်အဲ့ဒီပုဂ္ဂိုလ်ကပျက်စီးတယ်ဒါလည်းယောက်ျားတွေနဲ့ပတ်သက်ပြီးပြောတဲ့စကားပဲနော်အဲ့ဒါနဲ့ပတ်သက်ပြီးအများစုကဒီလိုဖြစ်တတ်တယ်ဆိုတော့မြတ်စွာဘုရားဟောတယ်အဲ့တော့နတ်သားကနောက်တစ်ခုဆက်မေးပြန်တယ်ဒတမံဘဂဝါပြုဟိကိမ့်ပရဘဝတော်မူခံအရှင်ဘုရားတဲ့10ခုမြောက်အကြောင်းလေးတော့ဟောပါအောင်ဘာကြောင့်ဒုတိယဟာပျက်စီးရတယ်လဲဆိုအဲ့ဒီမှာကြတော့ဒါလည်းယောက်ျားတွေနဲ့ပတ်သက်တာပဲတော့လောကမှာအိန္ဒိယယဉ်ကျေးမှုအရာကတော့ဒီပြည်နိုင်ငံတွေလည်းအများစုကြည့်မယ်ဆိုရင်တော့စီးပွားရေးကိစ္စတို့ပါတော့အိမ်အောင်ဦးစီးဆိုတာယောက်ျားဝယ်ပြောကြတာဗျာလေနော်မျိုးသမီးဥဆောင်တာလည်းရှိပါတယ်ရှိတာခဏခေတ်မှာတော့မျိုးသမီးတွေရှေ့တန်းတက်လာတာတွေအများကြီးပေါ့ရှေ့ခေတ်ကတော့မျိုးသားတွေရှိမှအမျိုးသားတွေကပဲဦးစီးဆောင်ရဲ့လှုပ်သွားတာအမျိုးသားပျက်စီးရင်ကိုပျက်စီးကုန်ကြအဲ့တော့ဒါတွေကအခုဟောခဲ့တဲ့အကြောင်းတရားတွေကအမျိုးသားတွေနဲ့ရွယ်ပတ်သက်တာတွေဟောတာများဆိုပဲအိမ်တော်တစ်ခုကအမျိုးသားတွေကဥဆောင်နေတာဖြစ်သောကြောင့်ဒီမျိုးသားတယောက်ပျက်စီးသွားရင်အိမ်တော်လည်းပျက်စီးသွားနိုင်တယ်ပေါ့နော်ဒါကြောင့်ပျက်စီးခြင်းအကြောင်းကိုဒီလိုခေါ်တယ်အခုနောက်တစ်ခုမေးတဲ့အခါကျဘာပြောတော့အတိတယုပနောပောသောအာနေတိတေမရုဋ္ဌနေအတိတယုပနောဆိုတာအရွယ်လွန်သွားပြီအသက်80 80 90အဖိုးကြီးဖြစ်သွားပြီအတိတယုပနောအရွယ်နှောင်းတဲ့အခါမှာအာနေတိတေမရုဋ္ဌနေအမျိုးသမီးငယ်ငယ်လေးကိုအိမ်တော်ပြုထားတယ်တဲ့တော့အရွယ်ကြီးမှအမျိုးသမီးငယ်ငယ်နဲ့အိမ်တော်ပြုတဲ့ယောက်ျားဟာတဲ့တတ္တအိတ်တာနတုပတိသူ့ဘောမှာစိတ်မချလို့အေးရေးပြက်မအိမ်နိုင်မစားနိုင်ဖြစ်လာပြီးတော့ပျက်စီးဆုံးရှုံးနိုင်တယ်ဒါပြောတာနော်ပျက်စီးဆုံးရှုံးသွားတယ်တော့ဒါလည်းပဲလောကကြီးမှာရှိတဲ့ကိစ္စတွေပဲပေါ့နော်တော့နောက်ဧကတသမံဘဂဝါပြုဟိကိမ့်ပရဘောတော်မူခရှင်ဘုရားတဲ့7ခုမြောက်ပျက်စီးခြင်းအကြောင်းကိုဟောပါအောင်ဆိုတော့မြတ်စွာဘုရားပါပြောဒါကြတော့ချင်းရဲနဲ့ဖြေလိုက်တယ်ခုနယောက်ျားလေးနဲ့ပတ်သက်တာလေးပဲဖြေပြီးတော့အိဋ္ဌိန်သွန်ထိန်ဝိကိရဏိပုရိတံဝါပိတာရိသိဣတရိယသမိထပေတိတံပရဘောတော်မူခစီးပွားရေးလုပ်ငန်းတစ်ခုအိမ်ရဲ့စီးပွားဘာစီးပွားပဲဘာပဲဖြစ်ဖြစ်ကိုလုပ်တဲ့စီးပွားတစ်ခုမှာဒီသွန်ထိန်ဝိကရဏိသွန်ထိန်ဆိုတာအသုံးဆွဲကြီးတာသွန်ထိန်လို့ခေါ်တယ်အတော့စားရှိတယ်ပစ္စည်းမဲ့တယ်
သုံးတိန်ဆိုတာပစ္စည်းမဲ့တယ်နော်အစာမဲ့တယ်တချို့လူတွေကပစ္စည်းမဲ့တယ်အစာမဲ့တယ်ဝိကိရဏေသုံးဖြုံကြီးတယ်အဲ့တော့စီးပွားရေးလုပ်ငန်းမှာတဲ့အစားမဲ့အတော့မဲ့အပျော်ပြားမဲ့တဲ့အမျိုးသမီးပဲဖြစ်စေမျိုးသားပဲဖြစ်စေအသုံးဖြုံကြီးတဲ့အမျိုးသားပဲဖြစ်စေမျိုးသမီးပဲဖြစ်စေခန့်အပ်ထားလို့ရှိရင်အဲ့ဒီစီးပွားပျက်စီးတယ်လို့ဆိုလို့တယ်နော်ဒါတော့မျိုးသားလဲဆိုင်တယ်မျိုးသမီးသွန်တိန်ဆိုတာအစားတော့မဲ့တယ်အစားမဲ့တဲ့သူကလည်းစားတာပဲလေတခါလေကျစားတာကိုပြောလို့မှမရဆေးကြီးပေးပြီးဝယ်စားတာမျိုးတွေအစားမဲ့တယ်ဆိုတဲ့သူကမကောင်းတာမစားဘူးကောင်းတာမစားတယ်ဝိကိရဏိပတ်စံကိုဖြုံးတယ်အစားမဲ့တယ်ပတ်စံဖြုံးတယ်အဲ့ဒီအမျိုးသားအမျိုးသမီးကိုလုတ်ပိုင်ခွင့်နေပေးပြီးအနှင်းထားပြီးတော့စီးပွားရေးလုပ်မယ်ဆိုလို့ရှိရင်ဒါပျက်စီးခြင်းအကြောင်းပဲသူဖြုံးတာနဲ့ကုန်မှာပေါ့နော်သူဖြုံးတာနဲ့ကုန်သွားနိုင်တယ်အဲ့လိုမြတ်စွာဘုရားဟောတယ်အဲ့ဒီတော့နောက်တစ်ခုထပ်မေးပြန်တယ်ဒွါရတမံဘဂဝါပြုဟိကိမ့်ပရဘဝတော်မူခံမြတ်စွာဘုရားနောက်12ခုမြောက်ပျက်စီးခြင်းအကြောင်းတစ်ခုလေးကိုနာဘုရားစေအောင်အဲ့ဒါလေးကိုဟောပါအောင်လို့ဆိုအပ္ပဘောခောမဟာတနောခတ္တိယေစာတေကုလေဒီဘုရင်သားတော်တူဟာသူ့အမေဖေဘုရင်ကသိမချမ်းသာဘူးဒါပေမဲ့သူကသိပြီးတော့လောဘကြီးတယ်အာနာသိမဲ့မောလွန်အားကြီးတယ်နော်အာနာသိမဲ့မောတော့အားကြီးတယ်ဒါပေမဲ့သူတို့ကငွေကြေးဒနာဘုရင်ဆိုတိုင်းငွေကြေးဒနာမချမ်းသာဘူးအာနာသိမဲ့တယ်အဲ့တော့ကိုတိုင်းပြည်နဲ့ကိုမချေနှက်တဲ့အခါကျတော့တခြားတိုင်းပြည်ကိုချူးကျော်ပြီးတော့စစ်တိုက်တယ်ကိုနဲ့ကိုမချေနှက်လို့အဲ့ဒါတနိုင်ငံနဲ့တနိုင်ငံတိုက်တယ်လေချူးကျော်ပြီးတော့ဗမာရာဇဝင်ဖတ်လိုက်လို့ရှိရင်တော့ဒါတွေကခဏခဏတွေ့နော်ပြည်သွားတိုက်လိုက်ဟန္တာဝရီသွားတိုက်လိုက်အင်းဝတိုက်လိုက်အကုန်လုံးတိုက်နေကြတာအဲ့ဒါချူးကျော်စစ်ပွဲတွေကအများကြီးပဲလေသူမင်းနဲ့သူနေကြတာရခိုင်သွားတိုက်တာလည်းရှိတာအဲ့တော့အာနာမမောပြီးတော့အဲ့လိုတခြားနိုင်ငံတခြားသူများရဲ့ပိုင်နက်ကိုချူးကျော်ပြီးတော့တိုက်ခိုက်တတ်တယ်အာနာအုပ်စိုးလို့တဲ့ဧကရိဘယင်ဖြစ်ချင်လွန်အားကြီးတဲ့မင်းသားတွေကဒါပျက်စီးဆုံးရှုံးနိုင်တယ်တခါမဟုတ်တခါလူဆိုတာအများရန်နိုင်မှာမဟုတ်ဘူးအဲ့တော့ဆုံးရှုံးသွားနိုင်တယ်စစ်ပြုသည့်အတွက်ကြောင့်ကိုယ်မှာဆုံးရှုံးမှုတွေအများကြီးဖြစ်နိုင်တယ်အဲ့လိုမြတ်စွာဘုရားကဖြေလိုက်တဲ့အခါမှာနောက်ထပ်သူကဆက်မေးနေဦးမယ်အခုက12ခုမြောက်ထိရှိသွားပြီ73ခုမြောက်14ခုမြောက်နဲ့နောက်1000မြောက်1000မြောက်ထိအောင်မေးဦးမယ်ဆိုရင်မြတ်စွာဘုရားကတော့ဖြေနေမှာပဲလောကမှာပျက်စီးခြင်းအကြောင်းတွေအများကြီးရှိတယ်ကြီးပွားတိုးတက်ခြင်းအကြောင်းတွေလည်းအများကြီးရှိတယ်အဲ့တော့မေးတဲ့နတ်သားကနည်းနည်းပါညောင်းလာစိတ်ထဲမှာပျက်စီးခြင်းအကြောင်းတွေကလည်းများလိုက်တာဆိုပြီးတော့သူကဆက်မမေးတော့ရှေ့ဆက်သူမေးနေလို့ရှိရင်ဘုရားဖြေနေဥမှာပဲအဲ့တော့သူဒီလောက်နဲ့ပဲသူကခြေနှမ်းလိုက်တယ်ပေါ့နော်အဲ့မှာအမှားလေးကတော့အကယ်၍တဲ့သူဆက်မေးနေမယ်ဆိုလို့ရှိရင်တော့မြတ်စွာဘုရားဆက်ဖြေနေဥမှာပဲတဲ့ဒါကြောင့်မလို့သူကဒီနေရာပဲရပ်လိုက်တယ်တဲ့အခါကျတော့မှမြတ်စွာဘုရားကဏိကုံးချုပ်လိုက်တယ်ဣတိပရဘဝေလောကေပန္တိတောသမဝိခိယအရိယောဒသနတံပန္နောသာလောကံသစ္စတေတိဝံဆိုဒီစကားလေးနဲ့ဏိကုံးချုပ်တယ်
လောကမှာရှိတဲ့ပျက်စီးကြောင်းတရားတွေကိုအလေးနဲ့ထားပြီးတော့ပညာရှိတဲ့ပုဂ္ဂိုလ်ကစဉ်းစားပါဒီထဲမှာမပါတဲ့ပျက်စီးကြောင်းတွေလည်းရှိအောင်မယ်အခုပြောတဲ့ပျက်စီးကြောင်းတွေကြောင့်ပျက်စီးရတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒီဆိုးပျက်စီးကြောင်းတရားတွေကိုအသိဉာဏ်နဲ့အလေးနဲ့ထားပြီးတော့စဉ်းစားပါတဲ့အဲ့ဒါလို့စဉ်းစားပြီးမှန်ကန်တဲ့အမြင်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာပျက်စီးဆုံးယုတ်ခြင်းကိုရှောင်လွှဲပြီးတော့ငြိမ်းချမ်းတဲ့ဘဝကိုရောက်နိုင်ပါတယ်လို့မြတ်စွာဘုရားအဲ့လိုဏိဂုံးချုပ်လိုက်တာနော်ဏိဂုံးချုပ်လိုက်တာအဲ့တော့တရားနာနေတဲ့နတ်တွေကလည်းဒီလောကပျက်စီးနိုင်တယ်ဒီလောကလည်းပျက်စီးနိုင်တယ်ဒါကလည်းပျက်စီးနိုင်တယ်ဆိုမြတ်စွာဘုရားဟောတော်ပျက်စီးခြင်းကြောင့်နေပဲသူတို့စိတ်တက်ကြလာတယ်လူတွေကြည့်လိုက်ရင်အဲ့လိုမျိုးတွေများနေတဲ့အခါကျတော့ထိုနတ်ပြည်တော့နတ်ဝိရတော့တိုးတော့မှမဟုတ်ပါဘူးဆိုစိတ်ပြည့်ထားလဲပါမှာပေါ့နော်ဆွေးလာတဲ့ခေကြီးထဲမှာစိတ်ပြည့်ဖွယ်ကောင်းတဲ့လူတွေကများလာတယ်ဒီဖြစ်ပျက်တွေကများလာလို့ဒါတွေကဆိုးပျက်စီးကြောင်းဖြစ်တယ်ဆိုသူတို့ဟာဆိုးပျက်စီးကြောင်းအကုသိုလ်တရားတွေရဲ့အပြစ်ကိုဆင်ခြင်နဲ့မြတ်စွာဘုရားတရားရဲ့အနှစ်သာရကိုသိပြီးတော့သောတာပန်ဖြစ်သူဟာဖြစ်သဂရဂံဖြစ်သူဖြစ်အနာဂံဖြစ်သူဖြစ်နတ်တွေဆိုတာညံထက်တယ်သူတို့သိညံထက်တယ်ပျက်စီးကြောင်းတရားတွေကိုနားထောင်ရင်းကနေပြီးတော့ကြောင်းတရားတွေဖြစ်တာပါလားဆိုပြီးတော့အဲ့ဒီအကြောင်းတွေပေါ်မှာအလေးနဲ့ထားစဉ်းစားရင်းကနေပြီးတော့စိတ်ထဲမှာဒီမမှန်ကန်တဲ့ကိုကျင့်သီလပြည့်ပြားတဲ့အကြောင်းတရားတွေကိုစဉ်းစားပြီးသီလကိုရက်တတ်ဖို့သိပြီးကိုပြင်ဆင်ဖို့စိတ်ထဲမှာပြုပြင်ကြတဲ့နတ်တွေဟာတရားဥတရားမြတ်ရသွားတာတွေဟာကိန်းကနတ်နဲ့တောင်မှတ်သားလို့မရဘူးတဲ့အများကြီးပဲလာတာလည်းအများကြီးကိုအဲ့နတ်တွေဟာခုလိုပဲမြတ်စွာဘုရားဟောကြားတဲ့အကြောင်းတရားတွေကိုနာရင်ကနေပြီးတော့တရားဥတရားမြတ်ရသွားကြတယ်တဲ့အဲ့တရားဥတရားမြတ်ရတဲ့နတ်တွေရဲ့အရေးအတွက်ကဘလောက်တုံးဆိုဘလောက်ရဲ့လို့မတမ်းမတင်နိုင်တော့များပါတယ်လို့ဒီလိုဆုံးသက်ထားတယ်နော်မြတ်စွာဘုရားကိုယ်တိုင်ကတော့ဣတိပရာဘုဝေလောကေလောကမှာပျက်စီးကြောင်းတရားတွေဒီအချက်တွေကိုအရိယောသမပန္တိတောသမဝိခိယအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာအလေးနဲ့ထားပြီးတော့စဉ်းစားပါတဲ့အဲ့ဒီအလေးနဲ့ထားပြီးတော့စဉ်းစားပြီးမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံမဲ့ဆိုလို့ရှိရင်ငြိမ်းချမ်းတဲ့ဘဝတစ်ခုရောက်ပါတယ်ငြိမ်းချမ်းတဲ့ဘဝဆိုတော့တိုးတက်တဲ့ဘဝပေါ့နော်ကြီးပွားတိုးတက်နိုင်တဲ့အနေအထားမျိုးရှားရှိနိုင်ပါတယ်လို့မြတ်စွာဘုရားကဏိဂုံးချုပ်လိုက်တာဖြစ်ပါတယ်ဒါပရဘဝတုတ်အနှစ်ချုပ်ဖြစ်ပါတယ်တရားချိတ်ခင်သူတို့စဉ်ပြိဿပေါင်းတို့လူလောကကြီးရဲ့ကြီးပွားတိုးတက်မှုဆိုးရွားပြပြမှုဆိုတာတွေဟာဆိုင်ရာအကြောင်းတွေကြောင့်မို့လို့ကြီးပွားတိုးတက်တာဖြစ်တယ်လို့ဆိုးရွားပြပြမှုတွေဖြစ်တယ်ဒါကြောင့်မို့ကြီးပွားတိုးတက်ကြောင်းတွေကိုလက်ခံကျင့်သုံးပြီးဆိုးရွားပြပြစေနိုင်တဲ့အကြောင်းတွေကိုတတိထားရှောင်ရှင်ခြင်းဖြင့်ဆိုးရွားမှုကိုကာကွယ်နိုင်တယ်ဆိုတာကိုယ်စီမှတ်သားပြီးဆိုးပြပြမှုမရှိအောင်ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း